မြို့မှာမမြင်ရတဲ့တောရွာမြင်ရတဲ့ဒီရက်ကွင်းလေးကိုပြချင်ပါတယ်အလုံးစုံနေကြည့်ပဲနော်ဒီဗီဒီယိုလေးကတော့တွားထားတာတော့ယောက်ျားမတွားခင်လေးကတော့လေပင်းစင်ထားရပေါ့နော်ဗီဒီယိုအတစ်လုပ်တဲ့ချိန်နဲ့ပါနေမရှိလို့အခုမှလုပ်ပြီးတော့ဒါလေးပြန်တင်တာပါဒီလေပင်းတွားတဲ့ပုံစံလေးရိုက်ပြထားပါတယ်ဒါလေးစုံနေကြည့်ပြီနော်အေးဒါလေးကတော့ဆက်ဆက်တွားတယ်လေနဲ့တွားပါတယ်နော်ပေါ့နော်ဒါမိုးဆက်ရွယ်ဆိုပေမဲ့မှာချောင်းမှာတော့ရေရှိလို့လေနဲ့တွားထားပါတယ်ကဲဒါလေးရောက်ပြီဆိုတော့ဒီကတော့ရေသိမ့်နေနေလို့ပေါ့နော်တဲတီတော့မရောက်ပါဘူးဒါလေးကတော့တဲကိုရောက်ဖို့တော့လမ်းလျှောက်မှာပေါ့နော်ဒါမိသားစုလမ်းလျှောက်အဖေတို့ကရှေ့မှာရက်သွားပါပြီအမသူ့ဖေကသူ့သမီးကိုစိတ်ပူနေမရှိဒီမှာကိုကတော့မသွားရကြဖက်နဲ့မပါနော်တော်တော်ကိုရှောက်လိုက်ရပါတယ်နည်းနည်းဟိုးမှမြင်နေရပါပြီလေကွင်းကဲသမီးကတော့မနိုင်တော့သူ့ဖေခြီသွားပါပြီကိုကတော့နောက်ဆုံးပေါ့ကဲဒီချိန်မှာရေရတီးတဲ့အတိုင်းပေါ့နော်ဘာမှတော့မရှိသေးပါဘူးခုမှမိုးစဦးဆိုတော့ကဲဒါလေးကတော့နှကျွေးထားတာပါတဲ့မုတ်ကတော့မုတ်ပင်းနေစီရငပြောတီးရနှစ်ပန်းညိုရွက်ရငပြောရွက်ရကောင်းကြီးရသမင်းရပေါ့နော်ဒါတော့အဖေကစကျွေးနေပါပြီကဲနောက်ကသမီးလေးကတော့စိတ်ဝင်စားနေကြည့်နေပါတယ်ကဲနှက်ကျွေးပြီးသွားလို့ရှိရင်တော့ဟိုးအပင်တစ်ပင်မှာပေါ့နော်နှစ်စင်တစ်နှစ်ကုန်တစ်ခါလောက်ထားတဲ့ချက်တက်ကောင်နဲ့ပူဇော်ပတ်တာနေရာလေးရှိသေးတယ်ပေါ့နော်ပူဇော်ပတ်တာလည်းပြီးဒါတော့ကိုကမတော့မရိုက်လိုက်ရဘူးပေါ့နော်အဲပူဇော်ပတ်တာပြီးဒီဟာလေးကိုလေဝင်းမှာပဲချက်မယ်ပေါ့နော်ဒါဒီချက်တက်ကောင်ကိုပါကဲချက်တက်ကောင်ကိုရေနွေးနေပေါ့နော်တဲပြောလို့ရှိရင်ပေါ့ဒါလေးကိုချက်မယ်ကင်မောလေးချက်မယ်ကဲဒါစချက်နေပါပြီလေဝင်းဆိုတည့်တဲ့အတိုင်းထင်းနေပေါ့နော်လုံးဝလေဝင်းစတိုင်တော့စတိုင်ကဲရတရှိတယ်အော်ရှယ်ပဲတော့ချက်ကောင်ရပါပြီကဲဆွဲမယ်နော်ရှယ်နော်အိုးကလည်းလှကဲလေဝင်းတည့်တဲ့အတိုင်းမှာအကုန်လုံးညစ်ပတ်ခြေထောက်တွေညစ်ပတ်ပါနော်ဒီမှာကြည့်တော့ချက်မစားဘူးတဲ့ဒီမှာစားပြီးတော့အရန်ကိုကြိုက်နေပါလေကိုကတော့တိုင်ခံသမင်းနိုင်ပါနော်ကဲဆွဲတယ်ဦးရမ်းကြိုက်ပါလေကဲနောက်တစ်လုံးဒီရကြည့်ရင်တတိအောင်ရပါ යි နော်ကဲထပ်ခတ်နေပါလေဆွဲပါလေသမီးလေးကျွေးရသေးတယ်你那吧？ ဖုန်းကြိုက်တယ်မမနဲ့ကဲစားလဲစားပြီးွားရေးဆိုတော့ဒါစားလဲပြီးပြီးတော့ဆိုတော့အိမ်ပြန်မှမယ်ဒါဆိုနေဝက်ကျိုးသွားတယ်ပေါ့နော်အိမ်ကြီးကတော့ကဲစားပြီးွားဆိုအိမ်ပြန်ကြမယ်အကုန်လုံးသိမ်းစီရတယ်ပေါ့နော်ဒါသိမ်းစီအခေနဲ့ပြန်ပါတယ်ပြန်တဲ့ချိန်တော့သမီးကတော့အရန်ကိုပျော်နေပါတယ်ရေရတော့ကြည့်တယ်မြင်တဲ့အတိုင်းပဲနော်တအားမများသေးပါဘူးကဲဒီမှာတာဖာတော့လှေပေါ်မှာစော့ကစားနေပါလေကဲဗီဒီယိုလေးဆုံးနေကြည့်ပေးတယ်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်